ဆွေးနွေးမှုများမှာငြိမ်းချမ်းသောနိုင်ငံတော်စစ်စစ်ကိုဆောင်ဖို့ဖြင့်ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk 2025ကိုဒီနေ့မနက်ပိုင်းကနေပြည်တော်ရှိအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှကျင်းပပါရယ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်မှာကဏ္ဍအသီးသီးမှထင်ပေါ်ကျော်ကြားသူများအသိပညာရှင်တက်ပညာရှင်များမှပုံမအာယုံဆိုင်ပါဝင်လှုပ်ဆောင်လာနိုင်စေရန်ငြိမ်းချမ်းရေးအတွက်အကြမ်းမဖက်သောနည်းလမ်းဖြင့်ဆောင်ရွက်ခြင်းသာလျှင်ရေရှည်တည်ရမှာဖြစ်ကြောင်းကိုလူကြောင့်အသည့်အမြင်တိုးမြင့်လာစေရန်နဲ့နိုင်ငံအတွင်းပြည်ပခါများအမြန်ဆုံးလျှော့ချပြီးနိုင်ငံရေးစီးပွားရေးများပုံမကောင်းမွန်တိုးတက်လာနိုင်စေမယ့်ရေတိုရေရှည်လုပ်ငန်းစဉ်များဖော်ထုတ်နိုင်ရန်ရည်ရွယ်ပြီးငြိမ်းချမ်းရေးစကားဝိုင်းကိုကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်ငြိမ်းချမ်းရေးစကားဝိုင်းကိုအလွှာဆုံးအစုဖွဲ့အသီးသီးဖြစ်ကြတဲ့မြို့သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဝင်များတမတော်ညီစားရရှိကြီးများပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးဆိုင်ရာပူးရဲစောင့်ကြည့်ရေးကော်မတီ GMC ကိုယ်စားလှယ်များနိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်များငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့ကြသူများပါဝင်သည့်ပါဝင်ထိုက်သူအသိပညာရှင်တက်ပညာရှင်များမီဒီယာများပြည်အောင်စုဝင်ကြီးဌာနအဖွဲ့အစည်းများမှညွှန်ကြားမှုချုပ်များနဲ့တာဝန်ရှိသူများတက္ကသိုလ်များမှပေါမောက္ခများအသင်းဖွဲ့ကိုယ်စားလှယ်များနဲ့လေ့လာသူများစုစုပေါင်းကိုယ်စားလှယ်118ဦးတက်ရောက်ပါတယ်ငြိမ်းချမ်းရေးစကားဝိုင်းဖွင့်ပွဲအခမ်းအနားမှာဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ဝင်နေဆက်ရေးရာဝန်ကြီးဌာနပြည်အောင်စုဝင်ကြီးအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည်ကအဖွင့်အမှာစကားပြောကြားရမှာနိုင်ငံရေးလုံခြုံရေးငြိမ်းချမ်းရေးနဲ့စီးပွားရေးကဏ္ဍကြီးများမှာရင်ဆိုင်နေရတဲ့စိန်ခေါ်မှုများကိုစုပေါင်းအဖြေရှာဖော်ထုတ်ရန်လိုကြောင်းပရိပခါလျှော့ချပြီးစီးပွားရေးလူမှုရေးတို့ကိုရေတိုရေရှည်စီမံကိန်းများဆောင်ရွက်ပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်အောင်စုတည်ဆောက်နိုင်ရန်လိုအပ်ကြောင်းဒီကနေ့စကားဝိုင်းမှာနိုင်ငံရေးလုံခြုံရေးကဏ္ဍနဲ့စီးပွားရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့မှာအပြုသဘောဆောင်တဲ့ဆွေးနွေးအကြံပြုချက်များကိုရလက်ဖော်ထုတ်ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပိုမိုတိုးတက်အောင်မြင်စေရေးဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားပါရယ်အိမ်နောက် UPWC ဒုတိယဥက္ကဋ္ဌနဲ့ပြည်အောင်စုဝန်ကြီးငြိမ်းစာဦးသိန်းစောကနှုတ်ခွန်းဆက်စကားပြောကြားပြီးအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတွင်မှဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကငြိမ်းချမ်းရေးစကားဝိုင်းကျင်းပတဲ့ရည်ရွယ်ချက်နဲ့ဆွေးနွေးပွဲအစီအစဉ်များငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်မှာကဏ္ဍအသီးသီးမှာထင်ပေါ်ကျော်ကြားသူများအသိပညာရှင်တက်ပညာရှင်များကပုံမအာယုံဆိုင်ပါဝင်လှုပ်ဆောင်လာနိုင်စေရေးကိစ္စရပ်များနဲ့ငြိမ်းချမ်းရေးအတွက်အကြမ်းမဖက်သောနည်းလမ်းဖြင့်ဆောင်ရွက်ခြင်းသာလျှင်ရေရှည်တည်ရမှာဖြစ်ကြောင်းကိုလူကြောင့်အသိအမြင်တိုးတက်လာစေရန်ဆောင်ရွက်ပေးရန်နဲ့မီဒီယာများရဲ့ငြိမ်းချမ်းရေးမှာသတင်းမှန်များရောက်ရှိစေရေးအတွက်အရေးပါမှုများကိုရှင်းလင်းဆွေးနွေးပါတယ်အိမ်နောက်စကားဝိုင်းဆွေးနွေးပွဲစပီကာများကနှုတ်ခွန်းဆက်စကားများပြောကြားပြီးမှတ်တမ်းတင်တပ်ပုံရိုက်ကူးပါတယ်အိမ်နောက်စကားဝိုင်းဆွေးနွေးပွဲကိုတက်ရောက်သူများအနေနဲ့ကောင်းစဉ်လိုက်နှက်ဆိုင်စွာပါဝင်ဆွေးနွေးနိုင်စေရန်နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍစီးပွားရေးနှင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဆိုပြီးကဏ္ဍနှစ်ခုခွဲခြားကစကားဝိုင်းပထမနေ့အနေနဲ့နိုင်ငံရေးနဲ့လုံခြုံရေးကဏ္ဍမှာသဘာပတိအဖြစ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတွင်မှဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကဆောင်ရွက်က
ပရိပခလျှော့ချရေးနဲ့ပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးလုပ်ငန်းစဉ်တရက်ဖြစ်ပေါ်ရေးကောင်းစဉ်ဖြင့်ဒုတိယဗိုလ်ချုပ်ကြီးခင်စောဦးငိမ့်စာကဦးဆောင်ဆွေးနွေးပါတယ်ဆက်လက်ပြီးစီးပွားရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာတဘာပတိဖြစ်အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဖွဲ့ဝင်ဒုတိယဗိုလ်ချုပ်ကြီးဝင်းဘိုရှင်ညီစာကဆောင်ရွက်ပြီးငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းရာမှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့အရေးပါတဲ့ကဏ္ဍကောင်းစဉ်ဖြင့်ဒုတိယဝန်ကြီးညီစာဒေါ်လဲလဲသိန်းကဦးဆောင်ဆွေးနွေးကတက်ရောက်လာကြသူများကအမြင်သဘောထားများဆွေးနွေးခြင်းမိဘမင်းမြန်းခြင်းများဆောင်ရွက်ကြပါတယ်နောက်စကားဝိုင်းဆွေးနွေးခြင်းစကားဝိုင်းလိုက်ရရှိလာတဲ့သဘောထားများကိုတက်ရောက်လာကြသူကိုယ်စားလှယ်တီတီကအကြံပြုခြင်းဆွေးနွေးမြင်းမြန်းခြင်းနဲ့မြင်းမြန်းချက်များပေါ်စပီကာကပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ပါတယ်ငြိမ်းချမ်းရေးစကားဝိုင်းမှာရရှိလာမယ့်အလွှာတီတီရဲ့အမြင်သဘောထားများအကြံပြုချက်များကိုသိရှိနားလည်ပြီးငြိမ်းချမ်းရေးမှာပါဝင်ဆောင်ရွက်သူများကြောင့်ယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြင့်လာစေရန်2025ခုနှစ်အလွန်ဖြစ်ပေါ်လာမယ့်နိုင်ငံရေးအခြေအနေများနဲ့လိုက်ရောညီထွေတဲ့ငြိမ်းချမ်းရေးနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကိုဖော်ထုတ်နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးစကားဝိုင်းကိုဒီကနေ့မှအခုလ26ရက်နေ့ထိ3ရက်တာကျင်းပမှာဖြစ်